အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့ချမောင်နဲ့မုံလာပင်နဲ့မြို့ဒီနေ့နဲ့ဆက်မှာဖြစ်ပါတယ်။ဆောင်းရတယ်ဆိုတော့ချမောင်နဲ့အရန်ကောင်းမှမြို့ဒီနေ့နဲ့ဒီတော့စီအောင်စီရတာပေါ်သေးဒီဘိုင်းနဲ့ကတ်တယ်။ချမောင်ရဲ့မုံလာပင်ရဲ့ဘုရားကြောကျက်ပေါ့နော်။တော့ပြစ်မှာတော့အဲ့လိုမျိုးချက်ထားကြရပေါ့จิตตุยูရဲ့ပြီးတော့အဲ့ဒါကပြည့်စုံတာပြီးတော့စိတ်ထိုက်မှောင်ရပြီးတယ်နော်ကမောင်မလို့ပြီးတော့နုံးတော့အဆိုလို့ရှိရင်မောင်ကဘင်းပေါလေးကိုစီးထားတဲ့စင်တဲ့ရေတော့ထားပြီးတော့ထည့်လိုက်ပါထည့်ပြီးတော့ကမောင်မလို့တာကိုကြိုက်တဲ့အနေထားလေးပေါ့ရပြီဆိုလို့ရှိရင်စားချုံမလို့ကိုထည့်ချင်တာထည့်လို့ရတယ်နော်ပြီးရင်နေရတာပြီးဆိုချမောင်းငါပင်အချကနေကြလို့ရှိရင်မြို့ပြီးစိမ့်ကြီးကိုထည့်လို့ရပါတယ်တခါလေးထည့်လို့ရပါတယ်ကိုအစစ်ပြီးလေးကိုထည့်လို့ရပါတယ်နော်ကျမတော့အရင်ကြိုက်တယ်မြို့တိခွဲချိုင်းချမောင်းနဲ့ပြီးတော့6ဖုတ်လေးပေါ့နော်ဆောင်းရတယ်မှာအရန်ကောင်းဆောင်းရဒီမှာအရန်ကောင်းနေဟင်းလေးပါ6ဖုတ်လေးရဲ့6ဖုတ်လေးရဲ့ဒီကြတော့အပြားကြီးကြော်လဲပါတယ်လေးပေါ့နော်ပြီးတော့စမောင်းနိုင်တဲ့စိတ်နဲ့ချက်အရန်ကောင်းနေကျမအရန်ကြိုက်တဲ့ဟင်းလေးပါရှင်ဆွဲပါတော့မယ်ခဏနေလို့ရှိရင်အားလုံးပဲအဆင်ပြေကြပါစေအရှိမလေးဒီမနေ့ပါချင်မှန်းတည်တဲ့အတွက်မိတို့အိမ်မှာတော့အဲ့ဟင်းလေးချက်ပါတယ်စားကြည့်လာခဲ့ပါနော်